Welcome back to the Trolling Language Page channel ကနေပြီးတော့ပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ကျွန်တော်နဲ့အတူတူဒူဘိုင်းမှာကျွန်တော်ကိုယ်တိုင်လဲဝယ်ထားတဲ့ကျွန်တော်ကရောင်းနေတဲ့ apartment လေးတွေကိုတွားကြည့်အောင်เนาะဒီ building ကတော့ကျွန်တော်ဦးလေးကစောက်ထားတာဖြစ်ပြီးတော့ကျွန်တော်ကဒီ building မှာ studio လေးတစ်ခန်းကို Airbnb ငှားစားမယ်ဆိုပြီးတော့ရွေချက်ဖြင့်လွန်ခဲ့တဲ့3လတည်းကရင်းနှီးမြှုပ်နှံထားပါတယ်ထို့အတူကျွန်တော်တို့မိသားစုလေးလည်းဒီမှာပြောင်းလာဖို့ရွေချက်ရှိတဲ့အတွက် one bedroom တခန်းကိုကျွန်တော်ရဲ့ဦးလေးစီကနေပြီးတော့ဈေးညှိနှိုင်းပြီးထပ်မံဝယ်ယူမှာဖြစ်တဲ့အတွက်ဒီနေ့ကျွန်တော်ရဲ့ကလေးတွေကိုလိုက်လံပြသတာဖြစ်ပါတယ်။ဘာဖြစ်လဲဆိုတော့ဒီတိုက်ရဲ့ထူးခြားချက်က amenities တွေအလွန်မှစုံလင်ပြီးတော့ကလေးတွေအတွက်ပေါ့နော်အထူးသဖြင့်ကျွန်တော်တို့လိုမိသားစုရှိတဲ့လူတွေအတွက်အရန်ကိုတင့်ပြီးတော့ကောင်းမွန်ပါတယ်။အနာဂတ်အတွက်အကောင်းဆုံးရင်းနှီးမြှုပ်နှံမှုတစ်ခုလို့ကျွန်တော်ကိုယ်တိုင်ကယုံကြည်တဲ့အတွက်ကျွန်တော်ရဲ့ဦးလေးစီကနေပြီးတော့ကျွန်တော်ကဒီအခန်းတွေကိုတာဝန်ယူပြီးရောင်းပေးနေတာဖြစ်ပါတယ်။ playground ဂျင်းဟုတ်ပြီကိုယ်ရပါလေဂျင်းဟုတ်တယ်ပြီးတော့ဒီမှာကြည့်ဒီမှာပါလေဒီမှာကောင်းကစားမယ့်နေရာဟိုမှာက table tennis ဒီမှာ table tennis ဒီမှာ business center ဒီမှာ yoga room ဒီမှာနေပါမလားလာအဲ့လာကြည့်ကြ lift နဲ့တော့အဲ့တော့ကိုဝဝရှာဟာကတော့ကျွန်တော်ဝယ်ရတဲ့ခါလေးပါစတူဒီယိုဒါနဲ့3လလောက်တည်းဝယ်ရတယ်အားစားပါဒါက washroom ဖွင့်လာပြီနော်ဖွင့်လာပြီဖွင့်လာပြီဖွင့်ရဒါတော့ touch ကပ်နေတယ်ဒါတော့ view ဒါလေးကို Airbnb လောက်စားပါအဲဒီကောင်ကိုဟိုငါစားမယ်ဆိုတော့ long term rental ငါစားမယ်ဆိုရင်ဒီကွက်မှာ4000ဝယ်ပေါက်တယ်4000ဝယ်ပေါက်တယ်ဝယ်မယ်ဆိုရင်တော့ဒါလက်ရှိ6သိန်းတက်လက်ရှိ6သိန်းတက်တယ်အားစားရင်4000ဝယ်ရမယ်ဒီ short term rental ထားမယ်ဆိုလို့ရှိရင်တစ်လကိုအနည်းဆုံး4500ရအောင်ပြီးနေအားလုံးပြီးနေကြတာဟိုကြားကြရတယ်လည်းတက်ပြီးတော့ဒါကယောဂဆောင်းနေတယ်ဘာလို့မှန်နေတဲ့ကောင်ဒါနဲ့မှန်တဲ့ကောင်ရောဘူးကတော့အရှင်းဒါကောင်းကောင်းမဟုတ်ဘူးဒါယူကဒီလိုအမေဆုနာဘူးဆောင်းမယ်ကောင်းကောင်းဆောင်းမယ်နေရာဒီအောင်ပါyou go there yeah see there's a swimming pool there the barbecue area the multi-purpose court table tennis မင်းတို့စောလို့ကမျိုးအတွက်လည်းနေရာရှိတယ်မှာအောက်မှာငါတို့အဖိုးကြီးတွေဖွားကြီးတွေမှာတွားပြီးတော့ထိုင်လို့ရတယ်ဟုတ်လားအော်ဒါဒီကဒီစပါလာမှာနေရာစိတ်ဒါဒီကိုပြလိုက်ဟုတ်တယ်ဒါဒီကိုပြလိုက်ဒါဒီလည်းနေ let's come on ဒီပို့ဒီရှော့ပြီးတော့ဝယ်ကြမယ်1 to 2ပါဒီခန်းတော့ဝယ်ကြမယ်နော် yo TV ရှိတယ်မရဟမ်ဒါပြီးလိုက်တာဒီကိုပြောင်းလာကြမယ်မာ guest toilet ဒီမှာက laundry room spacious living room now one bedroomလည်းချိန်ပြ
好了，那就表你家了，cabinet 那户，啊别 master bedroom cabinet， 啊 toilet， share 呗，这一个，啊不然拿到没 ？Let's go to see the balcony. Open the door. 啊？啊，哥哥，你明白吗？你明白吗？好的。အေးဝဲမယ်မင်းဖို့ပြောရှော့ပေးလို့ဒီလုပ်တွေအများကြီးလုပ်တာရှော့ပေးလို့အားတော့လက်ရှိ area မှာ busy နေတဲ့အနေထားလေးဟိုမှာ park လာမယ်ဒီထဲမှာအဲ့မှာအဲ့ဒါ park လာမယ်ဟိုမှာစပိန် track တွေမှာနောက်ဆိုလို့ရှိရင် hotel တွေဘာတွေညာတွေကဟိုဘက်မှာဆက်လာမှာ ရှက်ကလန်ကဝေးကြီးခဲ့တယ် ကကလန်ကဝေးတယ်ဒီမှာအများကြီးပဲ site တွေအများကြီးရှိစောင့်ကြဒီမှာအများကြီးပဲနေရာကြီးကရင်းနေနေရာကြီးကိုသိစီရ Dubai International Airport နေမိနစ်20 downtown ကနေနိုင်ကွက်ဗါလက်တယ်ရုပ်စားလားရုပ်စားထဲမှာပြီဟမ် ဘာမှဆက်မှာ ရုပ်စားဝယ်ပြီးတော့ထဲတာဟော ဝေးလာ ဝယ်တာဗော ဘာဖြစ်လဲ ဟမ် ဖူးတွေရောင်းလို့လား ဘယ် food ရောက်မှာလဲဒါ plant လေ it's good for the health you know it will produce the oxygen But it smells like good. Oh. There's no smell actually. because of the dust because nobody live here this is just for the show apartment damn Oh, ဒီမှာဒီမှာလိုချင်တယ်လေတိတ်ပြီ light ရှိအောင်ပေါ့ ဟမ် light ရှိအောင် ရှိတယ် light ရှိတယ်ဟိုမှာဖွင့်လိုက် light ရှိတယ် မလဲ ရမယ်ပေး ဘမလဲ light ပါ ဟိုမှာကြည့်ဟိုမှာဘောက light တွေ့လား high ceiling စီ ceiling ကအမြင့်မယ်နော် Oh, ဒီ light ကငါ့ရဲ့ friend ရှိတယ်လေ ဟာဟုတ်လားကဲလာ ဘာကြောင့်ဟမ် ဟမ်မ smart lock ဒီမှာအဲ့ရမှာထားလို့ရတယ် smart lock digital smart lock ဒါဘူးလို့ပါ ဟမ် ဒါဘူးလို့ပါ ကဲဒိုတဲ့လူတွေစက်တယ်ပါဟန်လိုလုပ်ပါအဲ့ဒီကကုန်တော့မယ် ဒီမှာ ကိုကြော်မင်းဝင်တဲ့လူတွေနေကြမှာခုနကကြည့်ပြပါကြည့်တာဟောပြပါ ကောင်းတယ်ရော ဟမ်ဒီလိုကြပါပဲလေပြပါဟာရှေ့ပဲဒီလိုကြောက်တော့ဟာဒီလို ဒါ ကြောက် ကြီးကိုခေါ်ရတယ်လေဘာဖြစ်ဆိုတာဒီကတော့အိမ်မရတယ် အေးပါ ဒီကနေဒီရှိတယ် ကောင်းတယ်နော် close kitchen လို့ပြောပဲဒီမှာမှန်တက်လိုက်မယ်ဒီမှာမှန်တက်လိုက်မယ်ဒီမှာတကားတက်လိုက်ရင် close kitchen ဖြစ်သွားတယ်ဒါပေမဲ့ငါ open kitchen ပဲကြိုက်တယ် open kitchen နဲ့နေသွားတော့ကြာသွားလို့လားမသိဘူး open kitchen ကိုပဲကြိုက်တော့တယ် close kitchen ကိုမကြိုက်တော့ဒီမှာလေးစုပ်တဲ့ဟာတွေပါဟုတ်တယ်လေးစုပ်တဲ့ဟာပါတယ်ဆုပ်အနေကပြောက်သွားမှာyeah we will buy noအဲ့ပါအဝေးပါသွားဒီလိုမျိုးအခန်းလေးရှိတယ်ဟုတ်လားတော့ချာ toilet ဒါဒီဟာလေး POD toilet လေ people of determination ဒါ gym how are you brother this one is the gym ဘောလို့ဒီပတ်လေလာဒီပတ်လေအောက်တရီထားကြပါအောက်ကိုချီကျော်အရီဟာဆော့မဲ့နေရာလေဘလို့ကမင်းညောထားမဲ့နေရာလေ မမရဲ့ကျင်းကအပြားကျင်း ။ကြီးကဟိုမှာလေ။အဲ့ဒါလေအမြတ်ကြီးအဲ့မှာတက်ပါလေ။ဟာ။ပြီးသွားပြီလုံးဝ။ဒီနီးတော့အဲ့ဒါဒီမှာခေါ်လာပြီးတော့ချထားရုံပဲလုံးဝ။ဟာ။ဗိုက်တယ်နော်။ And if you hear this sound ဟာဆွဲကြွားဟိုမှာဘာဆွဲ underneath, Yo. shake it to the max. Put it in ။အဲ့တော့မထိုင်နဲ့ဟိုသူကအသေးကြီးပဲရှိတယ် max. Please just rewind, let me shake it to the max. ဒါရင်းဒါရင်း Shake it to the max. Shake it to the max. They are very excited. Bad man, course. she love. Bad man, she love. Bad man, she love. Bad man, she love. ဇွဲဖုန်နေနဲ့တော့ဇွဲခဏနေဦးနော် Bad man, she love. ဘူးကမနေသေးဘူးလာအောင်သိကြီးပဲရှိသေးတယ်လာအောင်ဒီလိုလာအောင်ရအောင်မတော်နဲ့ Inna your shot. ဒါဒီမှာလာကြည့်တာဘာဘီကျူတော့ကြည့်မယ်လား Make
think you come first, coulda never take a loss, Yeah. Like a ball pump up the barbecue pussy area. fast. Skin out the pussy for ဟိုမှာပဲကိုအေးဆေးဒီမှာ Girl, you make it cocky Ah, brand. Thai yo. Original girl, some of them are barbecue ကစားလို့စားလို့ရတယ် Baby, son, then go on to the back. Ah. Go on to the knees, baby, shake it to the max. Baby, Share it lot, to no the one. base to the max. Tiger. Please just rewind, let me shake it to the max. Shake it to the max. Shake it to the max. သူရေထက်နေပြီလေရေစမ်းနေပြီလေ Just rewind, let me shake it to the max. ငါရေစမ်းထားပြီလေ Man, I watch my body like say they ma watch a man. ဟိုမှာကောင်းကောင်းတော့ပါကောင်းကောင်းတော့ကဟိုဘက်ကံမင်းတော့ကဒီဘက်ကံ Like the girls in movie trap. Classic. Real bad girl, Huh? nasty. I do whatever I want just because I'm bossy. Yes, I'm the one in charge. Never get my boom. ဟေးဟေးဟေးညစ်ပတ်မယ်နော် Yes, I know any Tu ni mala. anybody can touch this. Ah, Baby, ni I'm budo. the hoe. Kau kau tu ada di baju. Hotter than jollof. I feel they got tears anyway, you see my past. And if you hear this, son, then Huh? go on to the back. Go on to the knees, baby, shake it to the max. Will the DJ please turn up the bass to the max. Okay, Please just baca main rewind, kau, let me no? shake it to the max. မကောင်းကောင်းကစားခွင့်ရဒီမှာဒါလည်းကောင်းကောင်းကစားခွင့်နင်းလည်းကစား Shake it to the max. ဟုတ်မယ် ဟေးအဲ့ဒီအများကြီးပဲရောက်မှဆိုပါဖြစ်တဲ့အတွက်လူချင်းလေးရဆိုလို့ရှိရင်တော့ဆန်လို့အများဆုံးလုပ်ကြပါ ဒီလိုနဲ့တော့တော့ဖယ်ပေးလိုက်ဒီနေ့က Netflix ဒီနေ့ကဘာမှမဖြစ်ဘူးဒီနေ့ကသူခလုံးနေချင်တာခလုံးနေချင်တာဟုတ်တယ်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  Please turn up the bass to the max. Please just hold on. rewind, let me shake it to the max. Shake it to the max. อืม Shake it to the max. Shake it to the max. Please just rewind, let me shake it to the max. လက်ရှိအနေထားဒါက jogging track ဒီကတစ်ပတ်ဒီ building တစ်ပတ်ကိုပတ်တယ်ဒီမှာပတ်ပြီးလို့ရတယ်ဟိုကဘတ်စကားမတိုင်ဘူးဘတ်စကားမတိုင်ဘူးဒီရှိတဲ့မှာဘတ်စကားမတိုင်တစ်ခုဟုတ်တယ်မိုင်းနဲ့လည်းကြီးတယ်ဟိုဘက်ကိုသွားရင်ဆီလီကွန်နဲ့ခါတဲ့အထဲမှာလမ်းကြီးဖင်းချင်းပေါက်ဟိုဘက်ကိုသွားရင် international city ဒီဘက်ကအချမ်းဟာရှိတ်မိုဟာမက်ဘင်ဇာယက်တို့နေပဲတော့မိနစ်20ကနေမိနစ်40အတွင်းရောက်တယ် Dubai New International Airport Dubai New International Airport ကို45မိနစ်မိနစ်ချက်ထိုးကြည့်ပါတော့ပြီးရ share ပဲလုံးဝဒီမျိုးတော့ကြိုက်တယ်ကွာကဲသွားကြမယ်